တရားမထုတ်ခင်အရေးကြီးတာတရားအထုတ်နဲ့သဘောထားအယူဆမှတိထားဖို့အရေးကြီးတယ် 수행하기 전에 먼저 이제 중요한 것은 마음가짐과 어떤 견해로 수행을 하느냐 하는 것이 중요하다고요. 그걸 아는 것이 중요하다고요. အရင်ဆုံးသိရမှာတရားအထုတ်တာဘာလို့တာလဲအရင်သိရ 가장 먼저 알아야 할 것은 그러니까 수행하는 것이 무엇인가 하는 걸 먼저 알아야 합니다. စဉ်းစားကြည့်ပေါ့ထိုင်ပြီးတော့မျက်စိမိတ်ပြီးတော့အာယုံစိုက်တာတရားအထုတ်တယ်လို့ပြောလို့ရတယ် 생각해 보시라고요. 그냥 앉아가지고 눈 감고 그냥 단지 집중만 한다고 해가지고 그게 수행한다고 말할 수가 있겠느냐고요. ရမလား 되겠느냐고요. 만약 예 meditation မဟုတ်ဘူးတော့ pay attention အာယုံစိုက်တာပဲခေါ်တယ်တရားအထုတ်တယ်လို့ပြောလို့မရဘူး 그거는 수행이 아니라고요. 그냥 무조건 집중만 하는 것이지 그건 수행하는 것이 아니다. အဲ့တော့တရားအထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုရင်သဘောပေါက် 수행의 뜻을 먼저 이해해야만 돼요. သူများလူတွေမှာစိတ်ကောင်းတဲ့ရှိတယ်စိတ်ဆိုးတဲ့ရှိတယ် 사람에게는 좋은 마음도 있고 나쁜 마음도 있다고. ကောင်းတဲ့စိတ်တွေတရားတဲ့စိတ်တွေကိုကောင်းတဲ့စိတ်တွေကိုအားကောင်းလာအောင်မွေးမြူတာပွားများတာတရားထုတ်တာ 좋은 마음들 그리고 법다운 마음들 이런 것들을 자꾸 이렇게 키워 나가는 것 그것이 수행하는 것이라고.